အခု 3D printer နဲ့ထုတ်ထားတဲ့ Airlab basketball လေးကတော့မြန်မာပြည်မှာပထမဆုံးထုတ်တဲ့ basketball လို့ပြောလို့ရပါတယ် 3D နဲ့ထုတ်ထားတဲ့ဆိုပေမဲ့ပုံမှန် basketball အတိုင်းပဲအသုံးပြုနိုင်မှာဖြစ်ပါတယ်တကယ်လို့ဒီကစားလို့ရတဲ့ Airlab basketball တော့ 3D printer ရှိတဲ့ထုတ်လို့မရဘူးဒီ Airlab basketball လုံးမဲ့ special material ဖြစ်တဲ့ PLA HR ကိုအသုံးပြုရမှာဖြစ်ပါတယ်ဒါပြင်ကျွန်တော်ဒီမှာစမ်းသပ်ထားချက်အရအချိန်ချင်း failure ဖြစ်တဲ့အတွက်သူ recommend ပေးတဲ့ CryoGrid Backplate heat band နဲ့အသုံးပြုရမှာဖြစ်ပါတယ်အဲ့လိုလုံးမှာပဲကောင်းကောင်းမွန်လေးကတ်မှာဖြစ်ပါတယ်ဒီနေရာမှာလည်းထုတ်ပြီးတော့အရင်ကတ်တဲ့မခွာခင်မှာရေခဲတက်တာထဲမှာ10မိနစ်လောက်ထည့်ထားပေးရအောင်မှာဖြစ်ပါတယ်အဲ့လိုထုတ်ပြီးမှအခုလိုမျိုးစိတ်ရှိလက်ရှိနဲ့ခွာပေးရတာဖြစ်ပါတယ်ဒီ process ကလည်းပြောမယ်ဆိုရင်တော့မလုံနိုင်ဘူးဆိုရင် big plate ပြည့်စည်ပြီးတော့ကုန်ကျစရိတ်များတဲ့ risk ယူရတဲ့ process တစ်ခုဖြစ်ပါတယ်အခုစမ်းထုတ်ထားတဲ့ basketball ကတော့ NBA ပွဲတွေမှာသုံးတဲ့ size 7ဖြစ်ပြီးတော့အလေးချိန်အဖြစ်လည်းတကယ် Wilson basketball နဲ့အလေးချိန်တူပါတယ်။ Airlab basketball ထုတ်ဖို့လိုအပ်တဲ့သူ recommend ပေးတဲ့ CryoGlacier big plate မရှိခင်တော့ကျွန်တော်ထုတ်တဲ့ချိန်ကျအခုလို quarter ဖြစ်တဲ့အတွက်အခုလိုတန်လိုက်တွေနဲ့ကတ်တဲ့တိတ်တွေနဲ့ကတ်ပြီးတော့မှထုတ်ခဲ့ရတာဖြစ်ပါတယ်။ 3D မှာသုံးတဲ့ basic nozzle အနေနဲ့ 0.4 size ကိုသုံးလို့မရဘဲနဲ့အခုလို Airlab basketball တွေကပုံမှန် basketball တိုင်း bounce လုပ်နေအောင်ခုန်နေအောင်ဆိုရင်တော့သူသတ်မှတ်ထားတဲ့ 0.6 nozzle နဲ့ပဲထပ်ပြီးထုတ်အောင်ဖြစ်ပါတယ်အဲ့ဒီအတွက် 3D printer ရှိအောင်လည်းမလုပ်တော့ဘဲနဲ့ဒီလို hardware requirement တွေလုပ်မှာဖြစ်ပါတယ်ထုတ်လုပ်ချိန်အနေနဲ့53နာရီကြာတာဖြစ်တဲ့2ရက်နဲ့3နာရီကြာပါတယ်ဒီကြားထဲမှာအကျဉ်းမြင့်တော့ power stable ဖြစ်အောင်မြည်ပြတ်လို့မရပါဘူးAirlab basketball ထုတ်တဲ့ BG1 ထုတ်တဲ့အားတွေကိုသူကတော့ PLA HR လို့ခေါ်ပါတယ်ဒါပေမဲ့သူ့ရဲ့တိစောက်ပုံအရတကယ်တမ်းတော့ TPU အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်ဒီလို Airlab basketball တစ်ခုထုတ်ဖို့အတွက်600 gram နဲ့သူ့ရဲ့ sport တွေနဲ့ပေါင်းလိုက်မယ်ဆိုရင်800 gram လိုမှာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီလိုမျိုး 1kg တစ်ခွေဒီ basketball တစ်လုံးစာလောက်ပဲရမှာဖြစ်ပါတယ်ကုန်ကျစရိတ်နဲ့ဆိုရင်တော့မြန်မာငွေ9သိန်းလောက်ကြာမှာဖြစ်ပါတယ်53နာရီကြာ print ထုတ်ပြရနဲ့အခုလို sport တွေပါတဲ့ Airlab basketball ကိုရတာဖြစ်ပါတယ်ဒီ sport တွေခွာတဲ့အဆင့်အရလည်းစိတ်ရှိလက်ရှိနဲ့ခွာပေးဖို့လိုပါတယ်ပုံမှန် basketball နဲ့ရှင် Airlab basketball ရဲ့အားသာချက်ကတော့အလေးချိန်ရောအရွယ်ရောအတူတူဖြစ်ပေမဲ့ bounce လုပ်တဲ့အချိန်ကျရင်ထိတဲ့မျက်နှာပြင်မှာသူကရိုက်ခတ်တဲ့အတန်ကပုံမှန် basketball တဲ့အရင်တိုးနေမှာဖြစ်ပါတယ်နောက်တစ်ခုကတော့လေထိုးစရာမလိုတော့ဘဲနဲ့ပုံမှန်တန်ရှင်လေးတိုင်းပဲအမြဲတမ်းရှိနေမှာဖြစ်ပါတယ်Bố An